လေးပညာတက်ကြီးမဖြစ်ခဲ့ပေမဲ့ငါညီမလေးပညာတက်ကြီးပြောင်းရအောင်ကြိုးစားမယ်နော်စေးချောင်းဆိုတာတထီးတောင်တက်ဖို့အနိုင်နိုင်ရဲ့နေ့လိုပန်းတယ်မညီမမျက်စေးချောင်းတက်ချင်သေးတယ်ကြီးကျင်လိုက်တာဟဲ့ညီမလေးရဲ့အတွက်မစဖို့ပြောကြိုးစားပါမယ်ညီမလေးဆမရအောင်နေဟုတ်လားအာယုံနေပဲကမလဲဂုံလူ9ပါးသာတော့ပါတယ်မဝမ်းသာလိုက်တာမမလေးပညာတက်ကြီးမဖြစ်ခဲ့ပေမဲ့ငါညီမလေးပညာတက်ကြီးဖြောင်းရအောင်ကြိုးစားမယ်နော်ညီမလေးတက်ရှင်တဲ့စိတ်ကြောင့်တက်ရတော့မယ်မမလေးဟုတ်ပြီငါညီမလေးကိုမမရအောင်ထားပေးပါမယ်နော်အဲ့ဆိုရင်ညီမလေးတကယ်ကြုံတော့ပြီးကြွားလိုက်အောင်မယ်အေးဟုတ်ပြီတော်ညီမလေးရဲ့အတွက်မစဖို့ပြောကြိုးစားပါမယ်ရွှေဟဲ့ရွှေဟဲ့မင်းရွှေထွက်ခဲ့အောင်မချေဝင်ခက်လေမရွှေညီပြောတော့လာကုံဆိုညီဟာလဲလာကုံလဲရောက်မလားလာဝက်ရောက်လဲပေါ်မလာနဲ့တော့ဟုတ်ပါမချေရဲ့ကျမညီမစေချောင်းတက်ချင်လို့တဲ့စေချောင်းတက်ရင်ပတ်စံအများကြီးကုန်ပါလေမရဲ့အမလေးဟဲ့ရီချန်လိုက်တာတန်ရမှန်းစမ်းမှာအေးစေချောင်းနဲ့စေချောင်းဆိုတာတထီးတောင်တက်ဖို့အနိုင်နိုင်ရဲ့နေ့လိုပန်းတယ်မညီမမျက်စေချောင်းတက်ချင်သေးရဲ့ဤကျင်လိုက်တာဟဲ့ဒီမယ်မကျမကိုပြောချင်ပြောလို့ရရင်ကျမညီမကိုမပြောပါနဲ့ပတ်စံမရှိတဲ့သူတွေကရောဆရာဝန်ဖြစ်လို့မရဘူးလားသူတို့လည်းလူပဲလေကျမတို့လည်းလူပဲလေအစင်တန်းဆိုတာဖယ်လိုက်တော့စူးစမ်းကလေးတယောက်လိုမြင်ကြည့်ပေးစမ်းပါအမလေးဟဲ့ကျုပ်ကစေနာနဲ့ပြောတာပါတော့ကြတောင်မြောက်တွေရောက်ကောင်မှဆိုးလို့ညီပန်းအောင်ရတယ်လွန်ဆုံးရ3-4သိန်းပေါ့ကျမလည်းတခြားလည်းလုပ်ပြောစူးစမ်းပါပေါ့ညီပုံစံနဲ့ဆိုရင်တော့ငါစီမှာအလုပ်လုပ်လို့ရတော့တယ်အမစီမှာဘာများလုပ်လို့ရှိလဲငါစီမှာလုပ်တဲ့တခြားသူတွေကတော့15သိန်းလောက်တော့ရတာပဲညီဆိုရင်တော့အထက်ပူရရင်ရမှာညီလုပ်မယ်ဆိုရင်ငါစီမှာပဲ